မင်္ဂလာပါဟာမင်္ဂလာပါကျွန်တော်နာမည်တိုးကြည်ပါနေ့စဉ်3မြန်မာအင်္ဂလိပ်စကားပြောမှာဖြစ်ပါတယ်ကျွန်တော်ကနေဒါနိုင်ငံလန်ဒန်မြို့ Ontario ပြည်နယ်ကိုရောက်နေတာဖြစ်ပါတယ်အခုဒီ Ontario ပြည်နယ်လန်ဒန်မြို့မှာရှိတဲ့မြန်မာကျောင်းသားတွေပေါ့နော်ကနေဒါနိုင်ငံမှာဘယ်လိုမျိုးပညာလာသင်ပါတယ်လဲဘယ်လိုလာပါလဲဆိုတာကိုအင်တာဗျူးလုပ်တာဖြစ်ပါတယ်လေနော်ညီနာမည်ဘယ်လိုခေါ်လဲမသိဘူးဝင်ပြရှင်ပါဝင်းပြရှင် ဝိပြရှင်ဒီမှာတော့ကျွန်တော်ကောင်းလေးလိုပဲကောင်းလေးဟုတ်ကဲ့ပါခင်ဗျာဒါဒီမှာဒီပေါ်ဘယ်ဘာတရားသင်နေပါကျွန်တော်ကဒီ computer programming 2-year diploma program နဲ့ကျောင်းပြီးသွားပြီပေါ့2-year computer programming ကျောင်းပြီးသွားပါပြီ congratulations မြန်မာတယောက်အနေနဲ့ဂုဏ်ယူပါတယ်တဲ့နော်အခုလိုမျိုးကျောင်းစာကိုအောင်မြင်မြင်ဖြေနိုင်တဲ့တော့ပါနော်ဆိုတော့ဒါဆိုရင်ကနေဒါနိုင်ငံရောက်တာဘယ်လောက်ရှိပါပြီလဲtotal နှစ်ခွဲကျော်3နှစ်ထဲတော့ဝင်သွားပြီပေါ့3နှစ်ထဲဝင်သွားပြီဟုတ်ကဲ့အဲ့ဆိုဝမ်းသာတယ်အဲ့တော့ဒီကနေဒါကိုဘယ်လိုများလာခဲ့ပါသလဲဗောနော်မြန်မာနိုင်ငံဒါရိုက်တာလားဒါမှမဟုတ်ရင်နိုင်ငံတစ်ဆင့်ခံပြီးမှဒီကိုလာဘယ်လိုမျိုးရောက်လာလဲကျွန်တော်ကမြန်မာပြည်ဒါရိုက်လာတာဖြစ်တယ်မြန်မာပြည်ဒါရိုက်ဘယ်မျိုးကပါလဲရန်ကုန်တိုင်းမော်ပြီပေါ့ရန်ကုန်တိုင်းဟုတ်ပြီဘာလို့ဖို့လို့လဲကြာဥမာမြန်မာကျောင်းသားတယောက်ကျွန်တော်ကကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့မြန်မာတယောက်ပေါ့နော်အခုလိုမျိုးပညာရေးကိုဆက်ချင်တဲ့အခါမှာကျွန်တော်ဘယ်အနေစပြီးတော့ဘာဆက်လုပ်ရမလဲပေါ့ကနေဒါမှာပညာသင်ဖို့ပေါ့နော်ကျွန်တော်ကကြတော့ဒီကိုဗစ်မတိုင်ခင်တော့ပြောလို့မရကိုဗစ်စဖြစ်တဲ့နှစ်မှာကျွန်တော်10တန်းအောင်တယ်ဟုတ်ကဲ့10တန်းအောင်ပြီးတော့ဂျားထဲမှာဘာမှနေဖြစ်သွားတယ်ပေါ့ဆိုတော့အချိန်မှာကျွန်တော်2 year gap ဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာပုံမှန်ကျောင်းသားအများစုလိုပဲဒီအင်္ဂလိပ်စာပေါ့ဟုတ်ကဲ့ဒီဘက်ကိုကျောင်းရှောက်ဖို့အတွက်အင်္ဂလိပ်စာလိုအပ်တယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်စာဖြေတယ်ဟုတ်ကဲ့ကျွန်တော်ဒီ10တန်းအမှတ်လေးနဲ့ပဲကျွန်တော်ဒီဘက်ကိုကျောင်းရှောက်တယ်ပေါ့ဟုတ်ကဲ့အဲ့လိုပဲကျွန်တော်10တန်းအောင်ယူနေသူကရှောက်လို့ရတယ်ဒီအများသောအားဖြင့် college တွေကတော့လက်ခံတယ် university ကျတော့ကျွန်တော်ထင်တယ် maybe OSSD တို့ဒီ Ontario Secondary School Diploma လို့အနိုင်တယ်အဲ့ဒါမျိုးသူရှောက်တော့ကဲကောင်းပါပြီကျွန်တော်10တန်းအောင်လဲအကြောင်းသားတယောက်ဆိုပါနော်ကျွန်တော်တစ်ချက်လောက်အဲ့ဒီကိုပြန်သွားပေးကြည့်ပါနော်10တန်းအောင်တဲ့ခါကျတော့ကျွန်တော်ပညာရေးကိုဆက်ချင်တာပေါ့နော်ဆက်ချင်တဲ့ခါကျတော့ဘယ်အနေစလဲပေါ့နော်အင်္ဂလိပ်စာကိုကတပ်ပြန်သင်ရသေးတာလားဒါမှမဟုတ်လို့ရှိရင်ဒါလိုက်ဘာ requirement တွေလိုလဲပေါ့ဒါမျိုးအကြောင်းတွေကိုတွားလျှောက်ဖို့အတွက်ဒီဘက်မှာတော့ကျွန်တော်လျှောက်တဲ့အချိန်မှာ IELTS နဲ့ TOEFL ဟုတ်ကဲ့ TOEFL ကိုလက်ခံတယ်ဟုတ်ကဲ့band score I think maybe 5 overall 5.5 လောက်ဆိုရင် college တော်တော်များများကလက်ခံတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ကတော့ IELTS ကိုပဲရွေးခဲ့တယ်ဟုတ်ကဲ့ကျွန်တော်အတိတ်ရောက် recommend ပေးတဲ့ဒီအင်္ဂလိပ်စာဆရာနဲ့ပဲဟုတ်ကဲ့ကျွန်တော်ဒီ IELTS အတွက်တည်တံ့ပြင်ဆင်တယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်စာကတော့ငယ်တဲ့ကသင်ခဲ့ရတာတော့ဟုတ်တယ်ကျွန်တော်တို့ဒီမှာကဘယ်လိုပြောမလဲစကားပြန်ပြောဖို့ကိုမလွယ်တော့မလွယ်တာရတော့မဟုတ်ကျွန်တော်တို့ဘယ်လိုပြောရမလဲကျွန်တော်သင်ခဲ့ရတာကဒါမေးတာကြက်တာဖြေဖြစ်ခဲ့တဲ့အတွက်အဲ့မှာပြန်ပြောလို့အခါမှာပြောတက်ကောင်းပြောတတ်နိုင်တယ်ဒါပေမဲ့ဒီပါဇက်ကထွက်ဖို့ဆိုတာကျွန်တော်တို့အခက်အခဲဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့အင်္ဂလိပ်စာကိုတက်ပြန်ပြီးတော့ကိုပြန်လေ့လာရတယ်ဘယ်လောက်လေ့လာရကျွန်တော် total တယောက်နဲ့တယောက်တော့ကွာခြားနိုင်တယ်ကျွန်တော်ကတော့ဒီစာတန်းပြင်ဆင်တာရောအကုန်လုံးနဲ့အချိန်ယူပြီးတော့တစ်နှစ်လောက်ကိုကျွန်တော်တစ်နှစ်လောက်ကိုအင်္ဂလိပ်စာကိုတက်လေ့လာဒီကျောင်းအတွက်လည်းကျွန်တော်စာတန်းနဲ့ပြင်ဆင်ရင်းနဲ့ဟုတ်ကဲ့အဲ့တော့ဒီကကျောင်း10တန်းပြီးရုံနေကိုကမရပဲနဲ့10တန်းပြီးသွားတဲ့တိုင်အောင်ကိုကအင်္ဂလိပ်စာကိုပြန်လေ့လာတဲ့အခါမှာတစ်နှစ်လောက်အချိန်ထပ်ပြီးပေးလိုက်တာပါနော်ပေးပြီးသွားတဲ့ခါကျတော့အဲ့ဒီခါမှာကိုကဖြည့်နိုင်တာပါအဲ့လိုမျိုးပေါ့နော်အဲ့ဒီခါကျတော့ငွေအားလူအားလိုတာပါနော်လူအားရင်းရအဲ့တော့ကျောင်းကိုစလျှောက်တဲ့ခါကျတော့သူကဘာတွေ requirement လုပ်တယ်လဲဗျပတ်စံနေဘယ်လိုမျိုးတောင်းတယ်လဲဗီဇာဘယ်လိုမျိုးသွားတယ်လဲအဲ့ဒါလေးရှင်းပြလိုက်ရအောင်တင်နော်ပထမဆုံးကျွန်တော်တို့ကျောင်းရှာတယ်ပေါ့ကျောင်းကတော့တချို့ကတော့ဒီ agency တွေနဲ့သွားတာမျိုးရှိတယ်ကျွန်တော်ကတော့ကိုယ့်ဘက်ကအထူးသဖြင့်အကိုအကြီးရဲ့အကူညီပါတာပေါ့သူနဲ့ကျွန်တော်နဲ့ညဘက်ဆိုမျိုးmeeting လုပ်ပြီးတော့ဟုတ်ကဲ့ပါပေါ့ကောက်ကျောင်းတွေရှာကြတယ်ဘယ်ကျောင်းနဲ့ဘယ်ကျောင်းဘယ်နေရာဘယ်ဟာကကိုယ့်အတွက်ပို့ပြီးအဆင်ပြေလို့ဆိုတော့ filter လုပ်ပြီးတော့နောက်ဆုံးကျန်တဲ့ selection ကိုကျွန်တော်ရှောက်လိုက်တယ်ဟုတ်ကဲ့ရှောက်တဲ့အခါမှာတော့
ပုံကျောင်းနိုင်မယ်ပေါ့ကျွန်တော် application fee ကတော့ဒီ initial ဘိုင်းမှာတော့ပေးရတယ် ဟုတ်ကဲ့ maybe around 90နဲ့100ကျတော့ရှိတယ်များတော့ပြင်တော့100sorry 100နဲ့130လားမသိကျွန်တော်ပြီးတော့ဟုတ်ကဲ့ပေးရတယ်တချောင်းပေါ့ဟုတ်ကဲ့အဲ့ဒါပေးတယ်ပေးပြီးတော့ကျွန်တော်တို့ဒီကျောင်းက program offer လုပ်တဲ့အထီကိုကျွန်တော်တို့စောင့်ရတယ်ပါဆိုတော့ဒီ offer letter ရမှာဟုတ်ကဲ့ offer letter ရပြီးတော့မှ offer letter ဟုတ် offer ရ letter ရပြီးတော့ visa ရှောက်ရမယ်ဒါပေမဲ့ offer letter မရခင်ကျွန်တော် acceptance ပေါ့ acceptance letter အရင် sorry offer letter အရင် sorry အဲ့ဒီ offer letter ရရင်ကျွန်တော်တို့ဒီ deposit သွင်းရတယ် deposit သွင်းတော့ကျွန်တော်တို့ကတော့အကိုကoverseas မှာရှိနေတဲ့အတွက်ကိုစီကနေတစ်ဆင့်ကျွန်တော်လွှဲလိုက်တယ်ဟုတ်ကဲ့များသောအားဖြင့်တချို့ကတော့ partially deposit လုပ်တာမျိုးရှိတယ် like 2500ဖြစ်ပေါ့အဲ့လိုမျိုး2500ဆိုဒေါ်လာဟုတ်ဒေါ်လာနဲ့ကနေဒီယန်2500လောက်ကိုတချို့ကတော့အဲ့လို partially deposit လုပ်တယ်ကျွန်တော်ကတော့ fully deposit ပေါ့ဒီ semester တစ်ခုစာဟုတ်ကဲ့ fully deposit လုပ်လိုက်တယ်လုပ်ပြီးတော့ကျောင်းကနေ acceptance letter ပြန်လာတယ် acceptance letter ရပြီဆိုတော့မှအဲ့ဒီ acceptance letter ရဲ့ဒီကျောင်းလျှောက်တော့ပါတဲ့ဒီ passport တို့ဒီ IELTS ဒီ result ဟုတ်ကဲ့နောက်ကိုယ့်ရဲ့ background မိသားစုနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေရဲ့ဟုတ်ကဲ့ငွေရေးကြေးပိုင်းဆိုင်ရာတတ်နိုင်မှာပေါ့ဟုတ်တယ်လားသူတို့ရဲ့အလုပ်အက proof လေးပြပေးရတာပေါ့အထူးသဖြင့်ကျွန်တော်ကကြတော့မိဘကထောက်ပံ့တာဖြစ်တဲ့အတွက်မိဘရဲ့အလုပ်အကိုင်ဟုတ်ကဲ့ဒီအခွန်စာရွက်စာတမ်းပါမယ်ဗျာဟုတ်ကဲ့နောက်ဒီပိုင်ဆိုင်မှုတွေပါမယ်ဟုတ်ကဲ့အဲ့ဒါတွေကို notary ပြန်ပြီးတော့ဟုတ်ကဲ့ဒီဘက်ကိုတင်ရတယ်ပေါ့တင်ရတယ်ဟုတ်ကဲ့ notary ဆိုတာကတရားဝင်စကားပြန်ပေါ့နော်ဟုတ်တယ်လားတရားဝင်စကားပြန်ပြင်းကျင်တဲ့လူတိုင်းပြန်လို့ရတာမဟုတ်ဘူးပေါ့နော်အဲ့ဒီနိုင်ငံတော်ကသတ်မှတ်ထားတဲ့တရားဝင်ရှင်းနေရဲ့တုံးကိုလို့တာအဲ့ဒါတချို့ရှင်းနေကြတော့ဘယ်လိုဖြစ်လဲဆိုတော့အမှန်နဲ့ဟိုပါပေါ့ twist က blacklist တဲ့ဝင်နေတယ်အဲ့လိုရှင်းနေတဲ့တုံးနေဆိုရင်အနေတော့ risk ရှိတာပေါ့ဟုတ်ကဲ့ဟုတ်ပြီဒါခဲစစ်တော့အရန်နိုင်တာပေါ့နော်လွယ်လာတော့မဟုတ်ဘူးပေါ့နော်ကျင်းနေတာကြတော့ passport ရှိပြီး passport ကတော့ပထမဆုံးပေါ့နော်အကြောင်းမလျှောက်ခင် passport ကအရင်ရှိရတာပေါ့နော် passport ရှိဝိုင်းအကြောင်းကိုတင်ရတာပေါ့နော်အကြောင်းတင်ပြီးသွားလို့အကြောင်းကပြုတ်တယ်ဆိုရင်တော့ပြုတ်တဲ့စီမာတင်ကိုရဲ့ငွေကြေးပိုင်းဆိုင်ရာတတ်နိုင်မတတ်နိုင်အင်တာဗျူးတွေပါရောဝင်ရလားမသိဘူးအဲ့ဒါ interview တော့မဝင်ရဘူးကျွန်တော်ဟုတ်လားတော့အဓိကသူတို့မေးတာဘာတွေမေးတာလဲဒီ visa မပေးခင်ပေါ့ visa မပေးခင်ကျွန်တော်တို့ဒီလိုစတင်တဲ့အချိန်မှာဟုတ်ကဲ့ဟိုရေးရတယ်ကျွန်တော်တို့ purpose of coming here ပေါ့ statement of purpose statement of purpose နဲ့တည်းဟုတ်လားဟုတ်ပြီအဲ့ဆိုပြီးကျွန်တော်တို့ရေးရတယ်ရေးတဲ့အခါမှာကျွန်တော်တို့ background အနေနဲ့ပါမယ်ဟုတ်ကဲ့ဘာကြောင့်လာကျင်တာလဲဟုတ်ကဲ့ဘာကိုယူမှာလဲဟုတ်ကဲ့နောက်သူတို့အဓိကကျောင်းဒီလိုပြီးရင်ပြန်မှာလားမပြန်ဘူးလားပေါ့ဟုတ်ကဲ့ညာဆိုရင်ကျွန်တော်တို့ကျောင်းသားတွေကတော့ပြန်မယ်လို့ပဲရေးရဒါမှမပြန်ဘူးပြန်တော့ဘယ်သူက visa ပေးမှာလဲအဲ့တော့ကျွန်တော် visa ရဖို့ဖြစ်တဲ့အတွက်ပြန်ရမယ်အကြောင်းပြချက်ခိုင်မာနဲ့ပြန်ပြပေးရမယ်ဟုတ်ကဲ့အဲ့ဒီအခါမှာတစ်ခါတည်းကြားလို့ရှိရင်လည်း visa officer ပေါ်မူတည်ပြီးတော့ဘာမှချက်ဖြစ်တာမျိုးရှိတတ်တယ်ဒါပေမဲ့အဲ့တိုင်းပြန်တင်ပေးပြီးတော့နောက်တစ်ခေါက်ကျရင်ဟိုက visa က approve ဖြစ်သွားတာမျိုးလည်းဖြစ်တတ်တယ်ဂလာဒါဆိုလို့ရှိရင်ကောင်းတာဝန်တရားဖမ်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မြန်မာတယောက်အနေနဲ့ဝမ်းသာတာပါနော်ကျောင်းကိုပြီးမှအောင်လုပ်နိုင်တယ်စတင်နိုင်တာပေါ့နော်အဲ့ဒီခါကျတော့ကျောင်းပြီးသွားတဲ့ခါကျတော့အခုကကိုကဟိုမပြန်လို့ရတာလားဘယ်လိုမျိုးလဲပေါ့ကျောင်းပြီးသွားတဲ့အခါမှာဒါကကျွန်တော်တို့ကြောက်တဲ့ရှောက်တဲ့ကျောင်းမှုတည်တယ်ဟုတ်ကဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရှောက်တဲ့အချိန်တုန်းက private college or university တွေကလွဲလို့ဟုတ်ကဲ့ကျန်တဲ့ကျောင်းတွေအကုန်လုံးကျောင်းပြီးတဲ့အခါရတဲ့ BGWP ကိုတင်ဝင်ရှိတယ်ဟုတ်ကဲ့ဒါပေမဲ့မနစ်ကကျွန်တော်မိုင်စက်တင်ဘာလောက်မှာစပြီးတော့ policy တွေပြောင်းလိုက်တယ်ဗျာဟုတ်ကဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့ public နဲ့ private college တွေဟို license agreement ယူတဲ့ post တွေရှိတယ်ကျွန်တော်ဥပမာပြောကျွန်တော်ကြောင်းဟုတ်ကဲ့ကျွန်တော်ပြီးခဲ့တဲ့အကြောင်းကအဲ့လို license agreement နဲ့စတင်တာဒါပေမဲ့ credential က public college ကနေပါရတယ်ဟုတ်ကဲ့အဲ့လိုအကြောင်းတွေကိုခုနောက်ပိုင်းပြီးတော့ပြီးတော့အဲ့လိုမျိုးပြောင်းလဲတော့ရှိတယ်ဒီကလာတဲ့ခါကျတော့ student visa နဲ့ပေါ့နော်အခုနေကြတော့ကိုကဘယ်နားမှာရှိကျွန်တော်ကဟုတ်ကဲ့ဝတ်ပါလမ်းနဲ့ immigrant ရတာမရသေးဘူးလားကျွန်
ကျွန်တော် temporary residence ပဲ တက်ပြီး temporary ဟုတ်ကဲ့ London resident တော့ permanent resident permanent resident ဆိုတာကစင်ကာပူနဲ့မတူတာပေါ့နော်စင်ကာပူမှာကျတော့ permanent resident ဆိုတာ work permit နဲ့မကွာပါ9နှစ်လောက်ပဲပြည်တာပေါ့နော်ဒီနိုင်ငံရဲ့ work permanent resident ကကျတော့တသက်လုံးနေလို့ရတယ်နိုင်ငံသားအခွင့်အရေးရှိတဲ့အားလုံးရှိတယ်ပြည်တော်စု record ပွဲကဘွယ်ပြီပေါ့နော်ဒါကဒီ permanent resident ကိုခေါ်တယ်ဒီမှာပေါ့နော်အဲ့ဒါကွာတာပေါ့နော်ဒါအာရှတိုင်းရဲ့ဒီမှာပေါ့နော်ဒါဒီမှာကျလောလောဆယ်ဒါစသမီးအပြုတ်ကျောင်းပြီးသွားတဲ့လူတွေကမပြန်ဘဲနဲ့လေအလုပ်ပကိုင်နဲ့ခိုင်လုံတဲ့ဥစ္စာပြနိုင်လို့ဆိုရင် temporary resident အဲ့လိုမျိုးခေါ်ဘယ်လိုခေါ်ကျွန်တော်တို့ဒီ immigrant ဒီဘယ်လိုပဲဖြစ်ဖြစ် student study permit နဲ့ပဲနေနေspouse work permit နဲ့ပဲနေနေ work permit နဲ့ပဲနေနေpostgraduate work permit နဲ့ပဲနေနေကျွန်တော်တို့က temporary resident အဲ့ဒါကို temporary resident ကတော်တော်ဘယ်နှစ်လောက်ပေးလဲဗျအဲ့ဒီပေါ့student study permit ကတော့ကျွန်တော်တို့ဒီကျောင်းရဲ့ duration အလိုက်တို့ပေးတယ်ပြီးသွားတော့ပြီးတော့ PGWP မှာကျတော့ဘယ်လိုပြောကျောင်းကတစ်နှစ်တက်ရင်သူကတစ်နှစ်ပဲပေးတယ်ဟုတ်ကဲ့နှစ်နှစ်တက်ရင်နှစ်နှစ်နဲ့သုံးနှစ်ကြာမှကျွန်တော်တို့ရတယ်ဟုတ်ကဲ့အဲ့ဒီအရင်တစ်စင်တို့ဒီမှာနေနေတယ်ဖိဆိုလို့ရှိရင်အလျှောက်လို့ရတယ်ဟုတ်ကဲ့ရှောက်လို့ရတယ်အဓိကကကျွန်တော်တို့ဒီတက်ထားတဲ့ program နဲ့အလုပ်နဲ့ကိုက်နေရမယ်ပြီးတော့ဒီ employer ရဲ့ဒီဟိုလဲလို့တော့ပေါ့ဟုတ်ကဲ့recommendation ကိုပြီးတဲ့အကြောင်းနဲ့အလုပ်နဲ့မကိုက်ဘူးအလုပ်နဲ့မကိုက်နဲ့မရပြန်ဟုတ်ကဲ့တော့ကိုပြီးတဲ့အကြောင်းနဲ့အလုပ်ကိုင်နဲ့ရတယ်ဆိုလို့ရှိရင်ဒါကနေတစ်ဆင့်ကျွန်တော်တို့ကအဲ့ဒါဟုတ်နေအဲ့လိုမဟုတ်လဲဒီကလူပြိုဆိုတဲ့ခါကြတော့ဒီမှာအိမ်အောင်ပြုတ်လိုက်ပါဗျာအဲ့ဒါနောက်တစ်ခုရှိသေးတာကဒီမှာဒါလူပြိုပါနော်ဆိုတဲ့ခါကြတော့တိအောင်ပြတ်တာပါအဲ့ဒါဝမ်းသာပါတယ်လို့အဲ့လိုမျိုးအောင်မြင်နေပါနော်မြန်မာတိအောင်ဆိုတော့ဒီခါကြတော့ဒါမျိုးဖြတ်တန်းတဲ့အခါမှာပေါ့နော်ဒီကနေဒါမှာနေတာနဲ့မြန်မာပြည်မှာနေတာနဲ့ဒါလေးများกว่าပါနော်ဘယ်လိုများခံစားရလဲဘယ်လိုများရှိလဲအဓိကကတော့ကျွန်တော်တို့မှာစိတ်လုံးရှိတယ်ဟုတ်ကဲ့စိတ်လုံးညမပမာတယ်ဒီကနေဒါမှာဟုတ်ပြီစိတ်လုံးညမရှိဟုတ်ပြီကျွန်တော်တို့မျိုးပြောဒီ quality of life quality of life enjoy လုပ်စရာတွေကဟုတ်ကဲ့မြန်မာပြည်မှာလည်းမရှိဘူးမဟုတ်ရှိတယ်တကယ်လဲလှတယ်ဒါပေမဲ့လို့အခြေအနေအကြောင်းကျွန်တော်တို့မှာဒီလာကို enjoy ဖြစ်ခွင့်မရှိဘူးနားလဲတာတချို့ဥစ္စာကျတော့ပြောရတာကိုလိုကန့်လန့်လေးတော့ပြောဖြစ်တာပါနော်ကိုနေတဲ့မွေးရထားနီကိုနေတဲ့ဒေတာကိုဘာသာစကားကိုအစားကိုလူနေမှုအစီအကံဒါလေးတွေအားလုံးကကြတော့တချို့ဥစ္စာကျတော့ဟုတ်ပါနဲ့ဒီပဲကွာတချို့ဥစ္စာကျတော့ရှင်လို့ကိုမရတဲ့ဥစ္စာပါနော်ဥပမာဒီဘက်ချမ်းမှာလူတရားကိုဆက်ဆံတဲ့အလုပ်ရှိသမျှဂုဏ်ရှိစွာဆိုတာကကနေဒါနိုင်ငံမှာတွေ့ရတာပါနော်မတော်မတူကြလို့ရှင်ပြောပါပါနော်ဘာဖြစ်လဲဆိုတာလူတယောက်ရှိတိုင်းတဲ့အရာအခွင့်အရေးပေါ့အရာအားလုံးကိုရှာနိုင်ဟုတ်ကဲ့ဒီအဲ့ဒါမျိုးလေးရှိတာပေါ့နော်ဒါကိုကရဒီရမ်းပေါ့နော်ပြောင်းလို့ရှိရင်တော့ကိုယ်နိုင်ငံမှာလည်းကိုပို့ပြရတာပါဗျာနိုင်တော့ကျွန်တော်နိုင်ငံမှာဖြစ်နေတယ်အေးပါတနည်းဖြစ်ရမှာပါညီရောလည်းမျိုးဟုတ်ကဲ့လားငယ်ရွယ်လေးနဲ့ဒီတိုင်းသူတွေကတင်နိုင်နေဆိုတာနော်ကျင်းနေတာအုံနောက်ပိုင်းဆိုင်မှာကျွန်တော်တို့မြန်မာအခုရေးတာလို့တယ်ဟုတ်တယ်လားဒါတွေအားလုံးကကြိုးစားနေဖြစ်တယ်မရှိဘူးအချိန်တွေကပေးလာမှာပါနော်ကောင်းတဲ့စားတစ်ခုကတော့တခါတည်းမှကျွန်တော်စဉ်းစားမိပါတယ်နိုင်ငံလေးကိုကြည့်ရခါကြတော့ဒီခက်ဆုပ်ပြာများရှိပါတော့မလားပါနော်မရှိလို့ဘူးလို့ကျွန်တော်ယူဆမိတာပါနော်ကိုကအစိုးဆုံးအနေကိုရောက်နေပြီးခေဆိုတော့ကောင်းကွက်တစ်ချက်ကပါလဲဆိုတော့ဘာကြီးပဲလှတက်လန်းပဲကြံတယ်လေအစင်မရှိတော့တာအသက်ရှင်တဲ့ဒီကျောက်တော့ခွင့်ရရှိနေတယ်တက်ဖို့ပဲရှိတော့တာလေမဟုတ်ဘူးလားအဲ့ဒါမျိုးလေးပါနော်အဲ့ဒီခါကျတော့တနေ့အခွင့်အရေးပေးလို့ရှိရင်ပြန်ကြပါလို့ပိုက်ကွန်လို့အပြန်ရုံနဲ့မဟုတ်ပါဘူးတွားပြီးတော့ဘောင်လန်တီယာပဲဖြစ်ပါနော်ကိုတက်နိုင်တယ်ကိုတက်နိုင်တဲ့ဘက်ကပေါ့အခုလည်းတက်နိုင်တဲ့ဘက်ကကျင်းနေတာပေါ့ဒီဘယ်လိုပြောမလဲဆိုတော့လူကအသက်ရှင်ဖို့လို့လေတင်းတယ်ဟျောက်ပတ်တဲ့နေရာပေါ့အခုလိုမျိုးကွန်ပျူတာတွေတင်ထားပြီးမြဲမြန်မာပြည်လိုမှာအလုပ်မရှိပြန်လေခင်ဗျားတင်ထားတာဒါမျိုးလို့ရပါလေကိုတင်ထားတဲ့ဥစ္စာနဲ့တင်ရဒေတာမှာမရှိခဲ့ဘူးခေတ်ဆောင်အတုံးချခွင့်မရှိဘူးဟုတ်လား
ဟုတ်တယ်လားငယ်အဲ့ဒါမျိုးလို့ပါနော်ဒီအခုလည်းမျိုး share တာရမ်းဝမ်းတာပါတယ်မြန်မာတယောက်အနေနဲ့လည်းဂုဏ်ယူတာပါနော်အခုလည်းမျိုးအကြောင်းကြည့်အောင်တတ်နိုင်တယ်ဒီလိုပဲအခက်အခဲတွေ့ရအောင်အခက်အခဲရတော့ဟောပြီးပါရဲ့မနေနဲ့ရဟုတ်တယ်လားဆိုတော့ကျွန်တော်မိဘတွေလည်းကဲဒီအေးပါလားမိဘကြောင်းလုပ်ပြီးခဲ့တာဟုတ်ကဲ့အဲ့ဒီခါကျတော့နောက်ပုံမှာပေါ့နော်ဒီမြန်မာပြည်မှာရှိတဲ့တချို့ဆယ်တန်းအောင်မနော်တင်နေတဲ့လူတွေဘာလဲနော်မှားကြပါလေပေါ့နော်တခြားတော့ကျွန်တော်တွေ့စုမှာကျွန်တော်တခုပဲဒီဟာပေါ့ overseas ပဲနိုင်ငံပဲအားလုံးကျွန်တော်စိတ်ကလေးစိတ်ရှိလေးနဲ့ကောင်းအေးလေးတက်နိုင်တဲ့များထားပြီးတော့လုပ်ပေးဖို့ပဲကျွန်တော်ပေးနေတယ်။ဘာလို့ဆိုတော့ဒါကအရင် rush ဖြစ်လို့ရှင်တခါကျရင်မလိုအပ်တဲ့အရာဒါမှမဟုတ်မလိုချင်တဲ့ဟာမျိုးတွေဖြစ်တတ်တာမျိုးတွေရှိတော့စိတ်ရှိလေးနဲ့စိတ်ရှိလေးလုပ်ဖို့ပဲကျွန်တော်ကြံပေးနေတာ။ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့အေးဘိုင်နော်bye